ဟေးမြန်မာနိုင်ငံမှာဘုံနေဝင်းကြောက်ခဲ့လို့တယောက်ရှိတယ်ကွာဥနေဝင်းကြောက်တာဘယ်လိုလဲငါလို့ငါပြောတယ်ဥနေဝင်းငါကြောက်ခဲ့တယ်ပြောအဲ့ဒါတို့ကအကြောင်းအကိုပြန်လာလို့ရှိရင်အဲ့ဒီဆရာတို့ရှိသွား16ရက်ကွက်17နဲ့16နီးနေတာတနေ့သားကျတော့ဥနေဝင်းပစိုးကွက်အမဲအကွက်ကျဲကြီးနဲ့အဲ့ဒါဆရာတော်ကြီးကိုငါရှောက်တာငါမိန်ဆရာတော်ကြီးနောက်တစ်ခါအဲ့ဒီဘိုးတော်ကြီးလာလို့ရှိရင်သားကိုကုန်းရင်ဖြစ်ဖြစ်ချခိုင်းသားမှာတော့ဘုံမှုတွေအများကြီးဆိုတော့အဲ့ဒီမှာသူကဆရာတော်ကြီးထိုင်ပြီးတော့ကြွညွှန်ထိုင်ပြီးစကားပြောနေတဲ့အချိန်ကမှဖြတ်ဆိုငါကုန်းရင်ဝင်ပေးတော့ဥနေဝင်းကထပြင်းကိုဖြစ်သွားတာသူ့ဘင်းတော့ကုန်းကြီးလာကြဘုံကြီးထင်တာကြောက်တယ်လေဓမေစီဥက္ကဋ္ဌကတော့ကြောက်ခဲ့ဘူးတယ်ကြောက်ခဲ့ပြီဆိုဟိုလိုမျိုးငါနောက်လှည့်ကြည့်လိုက်တော့ဘုံမှုကနာမင်းကြောင်းသားကွာတယ်မင်းဘာလဲဒီကျွန်တော်ကုန်းရင်ဆရာတော်ကြီးကုန်းရင်ချတာပဲလို့ကုန်းရင်ပေးနေတော့ချတယ်ဓမ္မဝိရတဲ့ကြောင်းမှာအဲ့ဒါသူ့ရဲ့ဆရာနော်အဲ့တော့ကြောက်တယ်ဓမေစီဥက္ကဋ္ဌကခလေးလေး6 9တန်းကြောင်းသားလောက်လေးကိုအဲ့ဒီခုနကတော့9တန်းကြောင်း9တန်း7တန်းကြောင်းသားလေးကိုခုနကတော့ဗတ်ဟိုနိုင်ငံတော်သမ္မတကြီးဥနေဝင်းကသူ့ဝင်းတော့ကိုယ်ရင်လေးသွားချတယ်ဆရာတော်ကြီးကိုတမင်အနာကဘူးကြည့်ဘူးသမ္မတဆိုတဲ့လူအနာကကြည့်ဘူးရှင်လို့ငါအဲ့လိုလုပ်ခဲ့ဘူးတဲ့အဲ့ဒါဟိုဘက်ကဘုံမှုတွေကနောက်လှည့်ကြည့်လိုက်တာဗောအဲ့ဒီမင်းတို့ကွာငါသူတို့ပြုတ်ပြီးသွားပြီဒီကောင်လေးဘာလို့ငါနာကတ်လာလဲဗောတဘောကဒါပြောကြတယ်ဆရာကြီးကငါဘာမှပြုတ်ရတာငါကြောင်းသားတယ်အဲ့တော့အခန်းထဲပြန်ဝင်သွားမရှိရဘူးအနားမှာလူကြီးဆိုပြောကြတယ်တဘောအဲ့ဒါပဲနောက်တစ်ခါဒီနေ့ချိန်မှာဩစတြေးလျမှာရှိပါသေးတယ်ဒေါက်တာဇော်ဝင်းဦးတဲ့သူ့ရဲ့အဖေနဲ့ဥနေဝင်းနဲ့အလွန်ရင်းနှီးတယ်အဲ့ဒီဒေါက်တာဇော်ဝင်းဦးရဲ့အိမ်ကိုသူ့အဖေသူ့ဇော်ဝင်းရဲ့အမေကပြောတာအဲ့ဥနေဝင်းကအဲ့ဒေါက်တာဇော်ဝင်းဦးရဲ့အဖေအိမ်ကိုလာလဲတဘာဝကိုပြောပြတာဘသူအကြောင်းမှအတင်းပြောတာမဟုတ်ဘူးအဲ့ဒါထိုင်နေတဲ့ခါကျတော့ဘယန်းမင်းရှိတယ်အဲ့ဒီမှာတဲ့ဒေါက်တာဇော်ဝင်းဦးရဲ့အဖေအိမ်မှာမယန်းမင်းရှိသူတငယ်ချင်းဆိုထိုင်စကားပြောနေတာနောက်မှစက်တက်ကဒီဘက်ဝိုင်းလာတာမယန်းမင်းနဲ့ဖြောက်ဆိုမယန်းသေးတယ်အမေလေးကြွေကြတာမယန်းကြိုသည်အဲ့ဒါဘုံဆိုဘုံနေဝင်ပြေးထွက်သွားရတာဟာပြေးထွက်သွားခါကျဘာဖြစ်တာစက်တကန်တော့လိုက်တာပေါ့ပြီးတော့အဲ့တော့မယန်းသေးလေး3လေးလုံးကောက်ပြီးတော့ဒီလိုသူ့ရဲ့စစ်ပေါင်းမီနဲ့ပုတ်ပြီးတော့ပါဇက်ထဲပြစ်ထည့်ပြီးတော့စားလိုက်တာပဲလက်ရှိတစ်ချက်ချင်းအပင်မောကပြုတ်ကြတာဖြစ်ချင်းကြောင့်အဲ့ဒါလေးကိုစားလိုက်စားပြီးတော့မှအဲ့ဒီသူ့နဲ့တငယ်ချင်းကိုပြောတယ်ဘဝမှာကွာအဲ့မယန်းသေးလေး3လုံးစားလိုက်တာစိတ်ချမ်းသာလိုက်တာခါတိုင်းအများနဲ့မြည်ပြီးမှစားနေတာလေဒါတွေကိုမင်းတို့သိစေခြင်းလို့ပြောနေတာငြိမ်းချမ်းသွားတယ်အဲ့တော့ခုမှအပင်မောကကြလိုက်တာဖြစ်ချင်းကြောင့်ဟိုမှာအစဆရာဇီဝကနဲ့ခုနစန္ဒပေဇောဒမင်းဒါပေါ့စန္ဒပေဇောဒမင်းကကြမ်းတမ်းတယ်ကျန်သူ့ကိုခေါင်းကိုက်ဖို့အတွက်သူကကင်းနဲ့မွေးခဲ့တာဖြစ်ချင်းထောပတ်နဲ့မတည့်တော့ထောပတ်နဲ့ပေးမှဒီယောဂပျောက်မှဖြစ်ချင်းကြောင့်အဲ့ဒါဆရာဇီဝကဆေးလေးပေးလိုက်တော့နေတော့ကောင်းသွားတယ်ဒါပေမဲ့လေရင်နဲ့တက်လိုက်ကောထောပတ်နဲ့တော့ငါ့ကိုလိန်တိုက်တာပဲဆိုတော့ကြမ်းတမ်းတယ်စန္ဒဆိုကြမ်းတမ်းတယ်လိုက်သက်ကွာဆိုတတ်ခိုင်းတာကျွန်ကာကောက်လွှတ်လိုက်တာဟေ့ရောက်အဲ့ဒီဇီဝကဆိုတဲ့ကောင်ဆေးစရာဆိုတော့ပရိယေမာယာများတယ်ကွာတဲ့ဘာကြွေးမစားနဲ့တဲ့ကိုကသမင်းတုပ်လေးနဲ့ဖြီးပြီးတော့စားမလို့မဟုတ်တော့လိုက်လာပြီးတော့သူအလွန်အင်အားကောင်းတဲ့ကောင်ကိုပြေးတာလွှားတာသူစင်မတွေသူကကျွန်ကာချက်ချင်းအဝေးပြေးနေမိုင်60တန်နေတဲ့သွားနိုင်တာဇီဝကမှီတော့ဆရာကမပြေးနဲ့တဲ့ဆရာကိုဖမ်းဖို့မိတ်ပါတယ်တဲ့မပြေးပါဘူးကွာတဲ့သမင်းလေးစားနေတာပါသမင်းစားအောင်လားဒါမစားဘူးတဲ့စန္ဒပေဇောဒမင်းကမှားလိုက်တယ်တဲ့ဘလို့ကိစ္စနဲ့မှဆရာရှိကမစားနဲ့ဆရာတို့ဆေးဆရာတွေကမာယာတွေများတယ်ပရိယေတွေများတယ်တဲ့အေးပါကွာအဲ့ဒါနဲ့သမင်းစားအနေနဲ့ငကိုတွေကမယန်းသီးပင်အောက်လေးကိုထိုင်ဆောင်နေတာပေါ့ဇီးယူသီးပင်အောက်လေးဆိုဖြတ်ဆိုဇီးယူသီးလေးကျွေကြတော့ဇီးယူသီးလေးနဲ့စားတဲ့တို့တော့သေဖတ်တာလေစားခြင်းလားမစားခြင်းလို့လားဆိုတော့စဉ်းစားလိုက်တယ်ဒီဇီးယူသီးကခုမှအပင်မောကကြတာဒါတော့ဘာမှမဖြစ်တော့ဘူးဆိုတော့ဇီးယူသီးလေးပေးလိုက်ဘယ်ဟုတ်လက်သေးထဲမှာဝင်းနှုတ်ဆေးလေးထည့်ထားတာအဲဇီးယူသီးလေးစားပြီးဝင်းနေလျှော်ဆရာရဲ့ကဲပါခင်ဗျာပလက်ဖြတ်သွားပြီအေးကဲတော့ကဲမယ်တဲ့ငါမင်းကိုဝင်းပိတ်ဆေးတိုက်မယ်နောက်တနာရီဆိုရင်မင်းနေကောင်းသွားမယ်ငါတနာရီဆိုရင်ရာဇဂိုမျိုးရောက်မင်းရှင်ပင်ရချမ်းတန်းတယ်တောင်းငါပြေးတာအဲ့ကြမှာဆေးလေးတိုက်လိုက်ပြီးတော့ဝင်းပိတ်ဆေးလေးတိုက်ပြီးတော့ဆရာဇီဝကရာဇဂိုပြန်လာခဲ့တယ်နောက်တရက်ကျတော့မှဆရာဇီဝကယောဂ9နှစ်လောက်ခေါင်းခဲနေတဲ့ယောဂပျောက်သွားတော့ကျေးဇူးတင်တယ်ကျေးဇူးဘယင်နေတွေ့လားသူ့အသက်ကိုကဲတယ်လိုက်သက်ခိုင်းတာအဲ့ဒီကြတော့မှဆရာဇီဝကကြွပါဆိုတော့မြတ်စွာဘုရားကလည်း तू ကကြမ်းတမ်းတယ်တဲ့ရာသီကိုပြည့်ရှင်ရတယ်ပြောတယ်ကြမ်းတမ်းတယ်တော့ဆိုမသွားလိုက်တော့ဘူးနော်မသွားတော့တပြားတသိန်းထိုက်တယ်နဲ့သိဝီတိုင်းဖြစ်အဝတ်ပို့ပေးတယ်အဲ့ဒီဝတ်ကိုမြတ်စွာဘုရားကိုလူအဲ့ဒီကစပြီးတော့ဂါပရိစီဝရဆိုတာဖြစ်လာတယ်ဇလန်းလေးတွေသူသွားတယ်ဒါနတ်ထောင်ဖို့အခုကြည့်ငယ်ငယ်လေးကနိုးဆိုးပဲဖြစ်တဲ့ဇီဝကပေါ့
ဇီဝကားတဲ့မင်းငါ့ကိုလှည့်ပြားတာလားထောင်ချောက်စီမင်းက तू ထင်လိုက်တာကပုရုဇဉ်တို့သည်ကိုယ့်ရင်ထဲမှာဒေါသရှိရင်အဲ့ဒီဒေါသရဲ့အရေးတိုင်းအလုံးဆုံးဖြတ်တာအလုံးကြောက်စရာကောင်းတယ်။တော့တရားတွေနာမှာပြောတာ။အော်ဇီဝကဖယားရှင်ရဲ့တပည့်ငါဖေကချီးမြှောက်ထားတာ။ तू ကြည်ညိုတဲ့ငါဖေကိုငါတတ်လိုက်တယ်။ပြီးရင်မြတ်စွာဘုရားကိုငါဆင်းနဲ့တိုက်တယ်။